ချက်ရတာအရင်လွယ်လို့အိမ်မှာခဏခဏချက်စားဖြစ်တဲ့စီတမင်းလေးကိုလည်းဒီမနေ့မှချက်စားထားပါတယ်။ကောင်းချင်းစံနိုးစီတပူခွဲကိုညတည်းကနေရေးစိမ်ထားလိုက်ပါမယ်။စီတမင်းစားချက်ဖို့အိုးပူလာပြီဆိုလို့ရှိရင်အိုးထဲကိုစီနဲ့စနှုံးလေးကိုထည့်လိုက်ပါမယ်။ထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ပြူလေးကိုလည်းထည့်ပြီးကြော်လိုက်ပါမယ်ရှင်။ရေးစစ်ထားတဲ့ကောင်းချင်းစံလေးတွေကိုထည့်ပြီးတော့စံကြောလေးတင်းတဲ့အထိမှုလိုက်ပါမယ်။စံကြောလေးတွေတင်းလာပြီဆိုလို့ရှိရင်တော့ကောင်းချင်းစံတပူခွဲကိုရေတပူခွဲထည့်ပြီးတော့ချက်ပါမယ်ရှင်။ရတာအတွက်စားတကြားချုံမုံလို့ထည့်ပြီးတော့မှွေလိုက်ပါမယ်။ရေလေးစပြီးပွက်လာပြီဆိုလို့ရှိရင်တော့မီးကိုအနည်းဆုံးထိရှော့ချလိုက်ပါမယ်ရှင်။မီးအေးလေးနဲ့ဖုံးလေးအုပ်ပြီးတော့တဲလိုက်ပြီးလို့ရှိရင်ဖက်ကကောင်းချင်းစံလေးတွေနဲ့လာပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလှန်ပြီးတော့ပြန်ပြီးတော့အုပ်ပြီးတဲလိုက်ပါမယ်။ရေလေးခန့်ပြီးစီပြန်လာပြီဆိုလို့ရှိရင်တော့စီတမင်းလေးရချက်ပါပြီရှင်။ကောင်းချင်းစံနိုးစီတပူခွဲကိုရေတပူခွဲထည့်ပြီးတော့ချက်ထားတဲ့စီတမင်းဟာမနက်မှလည်းလုံးဝမစိုးရင်ရသလိုပျော့သွားမှလည်းစိုးရင်စရာမလိုပါဘူးရှင်သူ့ရည်နဲ့သူကတော့နှက်တဲ့ချိန်နဲ့အကိုက်ပါပဲစီတမင်းနဲ့တွဲစားဖို့အတွက်ဘရာကျော်လေးနဲ့ပဲပြုတ်လေးကိုလည်းဝယ်ထားလိုက်ပါတယ်ငဖောင်ယုံမိခင်နဲ့စေသားကြောင့်မိခင်လေးကိုလည်းစီစံထားလိုက်ပါမယ်ပူပူနွေးနွေးစီတမင်းအီလေးနဲ့နှက်နှောင်းလေးနဲ့တွဲပြီးစားလိုက်တဲ့အချိန်မှာတော့ပြီးပြည့်စုံတဲ့မနက်စာလေးကရမ်းကိုစားလို့ကောင်းပါတယ်ရှင်